လေးဖျားတဲ့အခါအဖျားမြင်မြန်ကြအောင်အပူမြင်မြန်ကြအောင်အိမ်မှာပဲလုပ်လို့ရမယ်ပြုစုလို့ရမယ်နီလန်5ချက်ကိုဒေါက်တာပြပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1ချက်ကတော့ကလေးဖျားလို့ရှိရင်ရေဘက်ကိုတေချာလေးနီးစနစ်မှန်အောင်တိုက်ရမယ်เนาะရေဘက်တိုက်တဲ့ဆိုတဲ့နေရာမှာဒီရေဘက်ဝတ်လေးကိုနှစ်ဖူးပေါ်လေးပဲတင်ဒါမျိုးဆိုတော့ဖျားကြမှာမဟုတ်ဘူးเนาะဒီနှစ်ဖူးတွေအပြင်ဒီဖူးတွေအောင်းနေနိုင်တဲ့လက်ပင်းတွေဂျိုင်းကြားတွေပေါင်ကြံတွေဒါတွေအကုန်လုံးရွှဲနေအောင်တိုက်ရမယ်နော်ဆေးရုံတက်ဘူးလည်းမမေးဆိုသိပါတယ်နော်ဟိုဆေးရုံတက်လို့ကလေးဖျားအရင်ချင်းဆေးရုံမှာလေသူနာပြုဆရာမလေးတွေလုံးဝတေချာတိုက်ပေးတာရေဘက်ကိုရွှဲနေအောင်လေနော်အဲ့လိုမျိုးတိုက်ရမှာရွှဲနေအောင်တိုက်မယ်နော်နောက်ထပ်နံပါတ်2ချက်ကကြတော့ကလေးကိုလေဖျားတဲ့ချိန်မှာကလေးလေးရချမ်းနေဆိုပြီးအဝတ်တွေကိုလေအဝတ်စားတွေနှစ်ထပ်သုံးထပ်အနွေးတဲ့အထူးကြီးတွေမွေးဘွားအထူးကြီးဒါမျိုးကြီးဝတ်ပေးတာမျိုးမလုပ်နဲ့ပွားချောင်ချောင်လေးပဲဝတ်ပေးမယ်နော်အင်းကြီးပွားချောင်ချောင်လက်ရှိဆိုလဲဒီခြိသားလေးရှိပါတယ်နော်လက်ရှိအင်းကြီးပေါင်းအင်းကြီးရှိပေါင်းမိရှိကိုလည်းအဲ့လိုမျိုးခြိသားလေးပဲဝတ်ပေးနော်ပွားချောင်ချောင်လေးနံပါတ်3ချက်ကအရေးကြီးတာကလေးနေမဲ့အခန်းကိုလေဝင်လေးထက်ကောင်းအောင်ထားရမယ်နော်အဲ့တကားတွေအကုန်လုံးပိတ်ထားတာမျိုးပဲချမ်းလို့ဆိုပြီးအဲကွန်းကြီးအလုံးပိတ်ထားတာမျိုးဒါမျိုးကြီးဆိုလို့ရှိရင်မကောင်းဘူးနော်လေဝင်လေးထက်ကောင်းအောင်ထားမယ်နောက်ချက်နံပါတ်4ချက်ကကြတော့ကလေးကိုရှည်ပြများတိုက်ရမယ်နော်ရှည်ရဲ့ဓာတ်စားရဲ့ဒီတဘာဝအသီးထံဖြော်ရည်လေးတွေဒါတွေတေချာတိုက်ပေးရမယ်အဲ့ဒါမှရှည်တဲ့ပြေဝါမှာအစီမများထွက်မယ်ဒါမှအဖျားမများကြမယ်နော်နောက်ဆုံးနံပါတ်5ချက်ကကြတော့ဒီစေးတိုက်တော့မယ်ပေါ့နော်စေးတိုက်မယ်ပါရာစီပေါင်းကိုတိုက်မယ်ဆိုရင်ကြတော့ကလေးရဲ့ကို4ချိန်နဲ့တေချာdose ကိုမှန်အောင်တိုက်ရမှာပေါ့နော်များသွားလို့လည်းမရအောင်နည်းသွားလို့လည်းမရဘူးဒါကတော့ဒေါက်တာကတော့ဒီဆရာဝန်နဲ့ပဲတိုက်မယ်ပြီးတော့တိုက်စီခြင်းနဲ့နော်ပါရာစီတမောကကြတော့တယ်နော်ဒီ5ချက်ကိုအိမ်မှာလုပ်ပြီးတော့အဖျားကြအောင်လုပ်လို့ရပါတယ်ခုရောမေမေတွေရောဒီကိုကလေးဖျားတဲ့အခါမှာအဖျားကြအောင်ဘာတွေလုပ်တတ်လဲဆိုတာကိုဒီ comment မှာမျှဝေပေးခဲ့ကြအောင်နော်